ဒီနေ့မှာတော့ gamer တွေကြားမှာရန် trend ဖြစ်နေ hype ဖြစ်နေတဲ့ magnetic keyboard ဆိုတာဘာလဲပြောပြပါမယ် magnetic keyboard မှာလူပြောများတဲ့တစ်ခုကကျွန်တော်တို့ဒီ rapid trigger ပေါ့နော် rapid trigger ဆိုတာဘာလဲ rapid trigger ဆိုတာကကျွန်တော် key တစ်ခုကိုနှိပ်လိုက်ရင်အဆုံးထိပြန်လှုပ်စရာမလိုပဲနဲ့နောက်တစ်ချက်ပြန်နှိပ်လို့ရတာပါဒါကရိုးရိုး mechanical keyboard တွေမှာဆိုရင်ကျွန်တော်တို့ကဒီ key ကိုနှိပ်လိုက်တယ်နှိပ်လိုက်ရင် activation point ရောက်ပြီးရင်သူက reset point ထိရအောင်ပြန်လှုပ်ရတယ်ဗျာ reset point ထိရအောင်ပြန်လှုပ်ပြီးမှကျွန်တော်တို့နောက်တစ်ချက်ပြန်နှိပ်လို့ရတယ်ဒါပေမဲ့ magnetic keyboard တွေ rapid trigger တော့ဒီမှာစတာဗျာဒီ rapid trigger မှာကြတော့ကျွန်တော်တို့က activation point ရောက်တယ်နည်းနည်း 0.1 mm လောက်ပြန်လှုပ်လိုက်တယ်နဲ့နောက်တစ်ချက်ကိုချက်ချင်းပြန်နှိပ်လို့ရတယ်ဒါကဘယ်နေမှာသုံးဝင်လဲဆိုတော့ကျွန်တော်တို့ဒီ competitive game တွေဖြစ်တဲ့ဒီ Valorant တို့ Counter Strike တို့ဒီ Apex Legends တို့မှာဆိုရင်ဗျာကိုက Counter Strike လုပ်နေရင်လည်းဘယ်သွားတယ်ဆိုရင် A နှိပ်တယ် A နှိပ်နေတယ်ကျွန်တော်ကရန်သူတွေ့ရင်ဆိုရင် A လှုပ်ပြီးတော့ D ပြန်နှိပ်ရတယ်ဒါပေမဲ့အဲ့လိုမဟုတ်တော့ A လှုပ်လိုက်ရုံနဲ့ character ကချက်ချင်းရောက်သွားပြီးတော့ကျွန်တော်တန်းပြီးတော့ပြစ်လို့ရတယ်ဗျာအဲ့တော့ဘာကောင်းလဲဆိုတော့ဒီ counter strike လုပ်တဲ့နေရာတွေကောင်းတယ် aim လုပ်တဲ့နေရာတွေ pick လုပ်တဲ့နေရာတွေပိုပြီးကောင်းလာတယ်ပေါ့ဗျာနောက်ဆုံးဘာဖြစ်စလဲဆိုတော့ဒီ character ကကိုယ့်ရဲ့လက်ဖြားပေါ်က movement အတိုင်းလုံးဝတဝေမသိမ်းရွေ့နေသလိုပဲဗျာအဲ့လိုမျိုးဖြစ်တာလုံးဝ magic ပေါ့ဗျာဒါကြောင့်လေဒီ gamer တွေကသူတို့ဒီ competitive edge ပေးနိုင်တဲ့ magnetic keyboard တွေပို့ပြီးတော့သုံးများလာကြတာမိတ်ဆွေတို့ရော magnetic keyboard ဒီ rapid trigger ကိုသုံးပြီးကြပြီလားသုံးပြီးကြရင် comment မှာ share သွားလိုက်ပါအောင်အားလုံးကျေးဇူးတင်ပါတယ်